အနေနဲ့ဆိုပြည့်စုံဘာပြောချင်လဲဆိုတော့ပုံမှန်ဒီတိုင်းအနေနဲ့ကြည့်မယ်ဆိုရင်အရန်ကိုဘယ်လိုပြောရမလဲအုံနောက်ကပါရလားလို့တော့မှထင်မိတယ်ချစ်ပဲချစ်တယ်သူကအဲ့လိုမျိုးအဲ့တယောက်တည်းကိုပဲကြည့်ပြီးတော့တခြားဘယ်ဟာမှအဲ့လိုမျိုး view မဆိုင်တတ်တဲ့ဟာမျိုးပေါ့နော်ပြီးတော့အဲ့တခုခုအတွက်ဆိုလို့ရှိရင်မာလာမှန်လာလဲသူမဝေခွဲတော့ဘူးအဲ့လိုမျိုးကိုချစ်တဲ့လူပျော်ဖို့စိတ်ချမ်းသာဖို့တခုလည်းပဲတွေးတဲ့ကာရိုက်တာဆိုတော့ဒီကြတာအမားမှန်သိရင်တော့တိကောင်းလဲသိလိမ့်မယ်သူကိုယ်တိုင်ကလည်းဒါကြီးကိုမှားတယ်လို့လည်းမြင်ချင်မှလည်းမြင်လိမ့်မယ်အဲ့လိုမျိုးဘာပဲဖြစ်မစဉ်းစားမစင်ချင်ပဲနဲ့တောင်မှအဲ့လိုမျိုးလုတ်ပေးတဲ့သူဆိုတော့ပြီးတော့အဲ့လူတယောက်မျက်နှာပြတ်သွားမှစိတ်ညစ်သွားမှစိတ်မကောင်းဖြစ်မှဝမ်းနည်းမှယူမလိုလားတဲ့သူကိုယ့်အတွက်ကိုယ်တော့မကြည့်တော့တဲ့နေသားတိဖြစ်နေရဆိုတော့ကိုပြေဆုံး site ကကြတော့လေအဲ့လိုမျိုးပြန်ကြည့်ရင်တနာဖို့ကောင်းတယ်မိုးနဲ့ပဲချောင်းပြန်ကြည့်ပြန်တော့လေဒါကိုပြေဆုံးနဲ့ပိုးလေးနဲ့ site ပေါ့နော်မိုးနဲ့ကိုပြေဆုံး site ကိုပြန်ကြည့်တော့ကြတော့မိုးပေါ်ကြတော့တော်တော်လေးကိုအဲ့လိုမျိုးမကြည့်ပေးရတော့မဟုတ်ဘူးကိုပြေဆုံးတော်တော်လေးကြည့်ပေးရလို့ပြောရမယ်အဲ့2000ခုနှစ်မှာဒီလိုမျိုးဒီဟာမျိုး LGBT ဆိုတဲ့ဟာမျိုးလုံးဝအမြင်စောင်းနေသေးတဲ့ကာလတစ်ခုလို့ပြောရမှာပေါ့နော်ခုလိုမျိုးကြီးပုပ်ပွင့်နေလည်းမရှိသေးအခုလိုမျိုးမရှိသေးတဲ့အချိန်မှာကျတော့ဒီကောင်လေးကခုမှ10တန်းပြီးတာ16နှစ်ကောင်လေးခုစိတ်ထဲမှာသူ့ကိုမေတ္တာရှိကောင်းရှိလိမ့်မယ်ဒါမဲ့ဒီလောကမှာဒီလောကကြီးမှာကျတော့သူရှင်သန်ရမယ့်ဟာတွေအများကြီးထဲမှာဒီကောင်လေးကိုအဲ့အချိန်မှာလူတွေရဲ့ပြောဆိုတဲ့တန်ဒီခံနိုင်မရှိမှဆိုလို့စုတ်ကာကွယ်ရလားအဲ့လိုမျိုးပေါ့နော်သူ့ရဲ့ခံစားချက်ကိုဘယ်ညင်းနေရလားအဲ့ဒါတော့ဖိုက်တာပဲသိမှာပေါ့ဒါမဲ့တေချာကတော့သူလည်းမိုးကိုကြည့်လို့မပြောတတ်တော့ဘူးနောက်ဆုံးခန်းမှာဆိုလို့ရှိရင်အဲ့လိုမျိုးခံစားချက်ကိုအဆုံးထိဆွဲခေါ်